希望今天嘛咯，我到时啊，那边啊，我们就批数啊，我们来数那里呢，不得嘛，那些米里的哦，别来那我被打嘛，批发的咯。ဒီဂျပန်စာလောကလည်းဝင်လာပြီဆိုရင်တော့เนาะဂျပန်ကိုအကြောင်းမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ်ဒီကျောင်းသွားတက်ဖို့ပဲဖြစ်ဖြစ်အလုပ်လုပ်ကင်ဖို့အတွက်ပဲဖြစ်ဖြစ်အင်တာဗျူးတွေဖြေဆိုရပါတယ်အဲ့လိုဖြေဆိုတဲ့အခါမှာလူအများတယောက်ချင်းစီဖြေဆိုရတာမဟုတ်ဘူးလေเนาะအများကြီးဖြေဆိုရတဲ့အခါမှာဆိုရင်တော့အကျိတ်နဲ့ဖြေဆိုရတာပေါ့အဲ့လိုအခါမှာကိုကမအောင်ပေါ့เนาะမအောင်တဲ့အခါမှာစိတ်နဲ့ကြတာတွေဘာတွေမဖြစ်နဲ့เนาะအခုဒီဝါဒရှိ sharing လုပ်ပေးတဲ့ဗီဒီယိုလေးကိုเนาะတစ်ချက်လောက်ကြည့်ပေးစေချင်တယ်ပေါ့เนาะငါကိုနော်ဗုဒ္ဓတခုကတော့ကြံခဲ့မယ်လို့ယုံကြည်ပါတယ်စိတ်မကောင်းမဖြစ်နဲ့ဒါဆိုအင်တာဗျူးဖြေဆိုတဲ့အခါမှာဆိုရင်ကိုကဒီတိုင်းဘာမှမပြင်ဆင်ဘဲနဲ့တော့ဖြေစီချင်ဘူးနော်ဒါမှမှဒါဒီအခုဒါ sharing လုပ်ပေးတယ်ဆိုတာကရရှိကိုယ်တိုင်ရဲ့အတွေ့အကြုံကိုအခြေခံမှပြန်လဲ sharing လုပ်ပေးတာပဲဖြစ်ပါတယ်နော်ဒါလည်းမှဒီရရှိတော့ဒီအောင်လက်မှတ်တွေရသွားပြီဆိုရင်ဘယ်လိုလုပ်မလဲဒီဆိုဖောင်နေလိုက်လင်ကြတယ်နော်ဖောင်နေလိုက်လင်ကြတယ်ဒါဟာရရင်တို့ကဖောင်ကဒီတိုင်းလေးတင်ယုံပဲလို့ထင်လိုက်တာမဟုတ်ပါဘူးတို့ကဒီဒါဟာရရင်ကောက်မှအင်တာဗျူးကစစ်ပလိုက်တာဟာနော်ခိုင်းကတက်စစ်ပလိုက်ရောအဲ့မှာကိုကမပြင်ဆင်တော့အားလုံးကတော့ပြင်ဆင်ပြီးမှလုပ်တာပဲဒီလက်တိုင်ဖြင်နိုင်တဲ့လူကတိတ်မရှိပါဘူးဟုတ်တယ်မလားဘာလို့ဆိုကိုယ့်ရဲ့ဘာသာစကားမဟုတ်တဲ့အတွက်ကိုကျောင်းချင်းတွေပြောဖို့ဆိုရင်တော့ဒါ training လေးတော့လိုအပ်တယ်ပေါ့အဲ့လိုပြောချင်တာလူကရှောက်လာတော့တင်တော့မယ်ဆိုရင်ကိုယ့်အရင်လေးကျင့်သွားပါเนาะကြီးကိုချော်ကိုကိုမိတ်ဆက်တဲ့အနေနဲ့တတိချာချာလေးလေးကျင့်သွားပါအဲ့လိုလေးကျင့်တဲ့အခါမှာဘယ်လိုလေးကျင့်ရမလဲဆိုတော့ဒီမှန်တစ်ချက်ထောင်ထားပါเนาะမှန်တစ်ချက်ထောင်ထားပါမှန်ကြည့်ပေါ့เนาะမှန်အောင်ကြည့်မှာကိုကခဏဒီဟာတွေကိုကိုပြောချင်တဲ့ဒီကိုရဲ့ကြီးကိုချော်ရမှာလိုအပ်တာလေးတွေကိုထက်ကလေးကျင့်သွားမှာချိန်ဖန်များစွာကိုပြောတဲ့အခါမှာဆိုရင်စကားပြောအရန်ဆန်လာလိမ့်မယ်เนาะခိုင်ဝါ scale လည်းတိုးတက်လာလိမ့်မယ်ပြီးမကြောက်ပါနဲ့အင်တာဗျူးဖြစ်ဆိုတဲ့အခါမှာမကြောက်နဲ့ဟိုเนาะဒီဘုံဘိုးတွေပေါ့ဒရာမှလုံးဝမကြောက်နဲ့ကိုနားလဲသလိုပြောသူတို့ကလည်းနားလဲတယ်ဒီဟိုစကားပြောတဲ့ဟာမှာဒီ N3 level တွေဆိုတာတိတ်တော့မသုံးပါဘူးเนาะအဓိကအဖြစ်ဒီ N4 level တွေပဲသုံးတာများပါတယ်N3 level မတုံးလို့ N3 ကိုမလိမ့်လာရဘူးလို့ဝါဒရှိဆုပ်လို့ချင်တာမဟုတ်ဘူးเนาะN4 level တွေသုံးတာများတယ်ပြီးလို့ရှိရင်ရဲဝံ့ဖြေပါမကြောက်ပါနဲ့ဟိုအင်တာဗျူးဒီတစ်ခေါက်ကြောက်သွားလဲဒါနောက်တစ်ခေါက်ဖြေလို့ရတယ်လေဟုတ်တယ်မလားဒါဘဝကြီးမဟုတ်ဘူးဒါပေမဲ့ဟိုရဲဝံ့တော့ပါမကြောက်ပါနဲ့သူကဟိုကြောက်ရွံ့နေတာတိတ်မကြိုက်ဘူးကွာသူကလူကဲခါတာအရန်တော်တယ်ဒါဝါရရှိတို့ဖြေတဲ့အချိန်ဆိုဝါရရှိကနိုကီယောနဲ့ပေါ့နော်ဒီအလေးတွေမပြရတယ်အဲ့ဒါ body တောက်တဲ့ထဲမှာဒါဝါရရှိတို့ပါတယ်သူကအဲ့ဟိုမေးတဲ့အချိန်မှာဆိုဘာလေးချင်ငန်းတွေလှုပ်သလားအဲ့လိုတခြားလေးချင်ငန်းပြင်ဘာတွေလှုပ်လဲသူက body ကိုကြည့်ပြီးအဲ့လိုတွေပါမေးတယ်တကယ်လည်းလှုပ်ပါတယ်မန်ဒါဝရရှိဆိုတာမန်လေးမှာနေတဲ့အချိန်ဆိုရင်စပိန်ကိုညနေတိုင်းလို့ပေါ့နော်တပတ်မှထားလိုက်ပါတော့ညနေအများနဲ့မဟုတ်ဘူးတခါကျလည်းနေ့တိုင်းသွားဖြစ်တာလည်းရှိတယ်တခါကျလည်းပင်မတော့မသွားဖြစ်ဘူးတပတ်ကို2ခေါက်3ခေါက်လောက်ပဲဖြစ်ဒီနော်ကျုံပတ်လဲပေါ့နော်ကျုံညနေပိုင်းမှာဆိုအဲ့လိုသွားပြီးမှလေးကျင့်ဖြစ်တယ်အဲ့လိုလေးတွေလို့ပေါ့နော်အင်တာဗျူးနောက်ဖြစ်ရဆိုတဲ့ခါမှာတချို့ကလေးကျင့်ငန်းတွေလောက်လာအဲ့လိုမျိုးပေါ့နော်နေ့တိုင်းဘာကိုလောက်တယ်လဲအဲ့လိုမျိုးတွေရောနေ့တိုင်းဟိုထားလိုက်ပါတော့တရက်ဂျပန်စာတရက်ကိုဘယ်နှနာရီလေ့လာတယ်လဲသူတို့ကအကုန်မေးမှာပဲအဲ့ဒီခါမှာကိုကဖြေဆိုတဲ့ခါမှာမကြောက်ပါနဲ့ရဲဝံ့ဖြေပါအဓိကတနည်းအားဖြင့်ပြောမယ်ဆိုရင်ကအင်္ဂလိပ်လိုမျိုးပေါ့ broken english အဓိကကိုပြောတဲ့ဟာသူတို့နားလဲသွားဖို့ပဲလိုတယ်ဟိုဘုံဘိုးတွေမှားမှမကြောက်နဲ့ရဲဝံ့ဖြေပြီးလို့ရှိရင်သူတို့နဲ့မျက်လုံးချင်းစုံကြည့်ပါဟိုသူ့ဘာလို့အမျိုးသားပဲဖြစ်ဖြစ်ဘာကြီးပဲဖြစ်ဖြစ်ဒါကြောက်စရာမလိုဘူးကိုယ်စိတ်ထဲမှာသူ့ကိုတိတယ်လို့ကိုယ်နဲ့စကားပြောနေတဲ့လူလို့ပဲအဲ့လိုသဘောထားဟိုအင်တာဗျူးဖြေနေတယ်ဆိုတော့အတိကိုဖျောက်ထားလိုက်เนาะအဲ့ဒါကိုမကြောက်နဲ့ရဲဝံ့ဖြစ်ပြီးရင်မရရှိပြောလို့ဘယ်လိုလေးရှင်းမလဲဆိုရင်မှန်ကိုကြည့်ပြီးထက်ကလေးချင်းပြီးစကားပြောဆန်လာလိမ့်မယ်ကိုယ်နဲ့လည်းကန်ဆက်မှာအင်တာဗျူးကဟိုခိုင်းဝါတွေရတိုင်းလည်းမဟုတ်ဘူးเนาะခိုင်းဝါရတိုင်းလည်းမဟုတ်ဘူးစူးစမ်းပါစိတ်ထဲမကြပါနဲ့เนาะဒီခိုင်းဝါအဆင်ပြေလာလိမ့်မယ်သူကခိုင်းဝါတက်တယ်ဘယ်မှာတက်ရမလဲဗါတယ်အဲ့မျိုးတွေမေးတာတွေလည်းရှိရတာမရှိအတွေ့အကြုံရောက်ဆိုရင်တော့ဟိုမှာတက်ပါဒီမှာတက်မှာလို့မပြောချင်တော့ဘူးတကယ်ပြောမပြောချင်တော့ဘာလို့ဆိုပတ်စံနေရမ်းကုန်တယ်ဘာမှလည်းဖြစ်မလာတာမျိုးတွေရှိရဖြစ်မလာဘူးဆိုတာကိုကလည်းလှုပ်ဖို့လည်းလိုအပ်တယ်လေနော်အဓိကတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုပါပဲကိုယ့်ရဲ့စူးစမ်းအားထုတ်မှုမဖြစ်ရင်ဘယ်မှာပဲတော့တင်နေကွာထင်တော့ဖြစ်မှာမဟုတ်ပါဘူးနော်ဒါတော့ကြိုက်ကြမကြိုက်ဒါတော့ကိုပြောပါလိမ့်မယ်အဓိကပြောချင်တာက
မိန်ပွင့်ကဘာလဲဆိုတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုမရှိရင်ဘာမှဖြစ်မလာဘူးအဲ့တော့စိတ်တက်မကြပဲနဲ့အစွမ်းကုန်စူးစမ်းပါလို့เนาะတိုက်တွန်းချင်ပါတယ်ပြီးတော့ဆက်လို့လည်းအဆင်ပြေကြပါစေเนาะကျေးဇူးတင်ပါတယ်